အားလုံးပဲမင်္ဂလာပါအန်နာဝါဒနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီနေ့ညမှာကံမဲ့ဘရာဇီးနဲ့ဂျပန်ပွဲကိုကျွန်တော်တို့ဒီ Ranchu Profit လေးတွေကိုဒီ Ranchu Profit လေးတွေနဲ့ကျွန်တော်ဘိုးရလက်ခန့်မှန်းပြီးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘယ်လိုခန့်မှန်းမလဲဆိုတော့ဒီကောင်တွေကိုဒီဘောလုံးပွဲအစ်စ်အတိုင်းပဲပထမပိုင်းဒုတိယပိုင်းကန်ခိုင်းမယ်ကန်ခိုင်းတဲ့ပုံမှာမှသူတို့ဘိုးသွင်းနိုင်တဲ့ရေတွက်တော့မူတည်ပြီးတော့မှဘယ်တင်းကဘယ်နှကူရလဲဆိုတာကျွန်တော်တို့နားလေးနဲ့ခံမှန်းပြီးတော့ခိုင်းမှာပဲဖြစ်ပါတယ်ပေါ့နော်တို့စာဘီကမ်မီဗျာကမ်မီဒီဘက်ကပါလေဒီကဘရာဇီးဒီကဂျပန်ပထမပိုင်း3မိနစ်ကန်မယ်ရောဆယ်8စက္ကန့်ဘာညာရှိနေပြီကန်ဟာပြန်သမားတွေကโอเคကိုအောင်သွားပြီဒီကနိုင်နော်ပြန်တင်လိုက်မယ်โอเคတင်လိုက်ပါပြီโอเคတော့စေတော့44စက္ကန့်ရှိနေပြီဘိုးမရှိတေးလားရလည်းပဲဘရာဇီးโอเคနောက်တန်းဖြတ်ထုတ်သွားပါတယ်ခင်ဗျာနောက်တန်းဖြတ်ထုတ်သွားတယ်ဘရာဇီးကနေပြီးတော့โอเคဖြတ်ထုတ်သွားပြီโอเคဂျပန်ဘက်တွားနေပြီဂျပန်နေဆွဲနေပြီဂျပန်ဆွဲနေပြီဘရာဇီးဘက်ဆွဲနေပြီဟာကျော်ရပြီဗျာဘိုးအောင်ဆိုတော့ကျွန်တော်လောလောဆယ်ကျွန်တော်ဒီမှာဘောလုံးအလဲမှာပြန်တဲလိုက်မယ်ပေါ့နော်โอเคအခုဆိုရင်တော့ကျွန်တော်10မိနစ်ရှိနေပါပြီအချိန်ကโอเคအလဲပြန်တဲလိုက်ပါပြီโอเคပြန်တဲလိုက်ပြီโอเคဘရာဇီးကဆွဲလာပြီတောင်းကန်ဘောကနေဖြတ်တင်တော့မယ်ဖြတ်မတင်မနဲ့ကနေပဲပြန်တဲလိုက်မယ်ဒီကောင်ကလက်ပစ်ဘောမမြောက်တော့ကျွန်တော်အလဲကနေပဲပြန်တဲလိုက်မယ်ပေါ့နော်โอเคစပြီအိုင်မှာစပြီโอเคတခုဆိုရင်တော့10မိနစ်ဘိုးလုံးဘောဆိုကျွန်တော်ဟိုဘာဖြစ်မယ်ပေါ့နော်အလဲပြန်တဲမယ်โอเคတဲလိုက်ပြီโอเคဂျပန်မှာဘိုးလုံးဘောပါခင်ဗျာဘိုးလုံးဘောဆိုကျွန်တော်အလဲနဲ့ပြန်တဲမယ်โอเค9မိနစ်နဲ့39စက္ကန့်โอเคကစားမားတွေကပထမပိုင်းပြီးကနီးဆိုတော့နည်းနည်းပင်ပန်းနေရပေါ့နော်ကစားမားတွေကနည်းနည်းပင်ပန်းနေတယ်ပထမပိုင်းပြီးကနီးဆိုတော့ငါ10စက္ကန့်လောက်ပဲကျန်တယ်5စက္ကန့်ပဲကျန်တယ်ဘယ်သူတွင်းမလဲဂျပန်ကိုကနီးဆိုတော့ကျွန်တော်ပထမပိုင်းပြီးတော့ပြီဖြစ်ပါတယ်โอเคကျွန်တော်ပထမပိုင်းပြီးပြီဆိုတော့ကျွန်တော်တို့ရှားပြကြော်လေးပြင်လာလိုက်ပါမယ်ဒါတော့ကျွန်တော်ရှုံးမှာဆိုရင်ဘာလေးတွေဝယ်ယူရရှိနိုင်လဲဆိုရင်တော့ဖြင့်ဒီလိုအလားဝင်ကားနဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေရတယ် Monster မှာဆိုရင်တော့ဒီလို red အကြီးလေးရတယ် Super red အလက်ဆိုင်တွေရတယ် Super red အသေးလေးတွေရတယ် Golden Iguana လေးတွေရတယ် Saber Evino Saber နဲ့ Stingray လေးတွေကိုဝယ်ယူအားပေးလို့ရပါတယ် Fancy နဲ့ပတ်သက်တဲ့ငါးတွေအပင်တွေလည်းအစုံရတယ် Baby Platy Molly ဆိုတေးလေးတွေကိုတနေရာထဲမှာစွတ်စီရရှိနိုင်မှာဖြစ်ပါတယ်ဒီလိုတဘာဝကြကန်လေးလည်းကျွန်တော်အန်နာဝါဒရှော့မှာဆင်းလို့ရတယ်စိုင်းလိပ်စာကတော့တင်ငန်းညွန့်နဲ့ပေါ်စမ်းမွေးလမ်းမပေါ်မှာရှိတာပဲဖြစ်ပါတယ်ဘိုကဲမှတ်မှာဆိုရင်လည်းအန်နာဝါဒရှော့ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလို့ရပါတယ်အားလုံးအန်နာဝါဒရှော့မှာဝယ်ယူအားပေးဖို့မင်းနေနော်ဒါတော့ကျွန်တော်ဒုတိယပိုင်းစတော့မယ်ဆိုတော့ကျွန်တော်ပွင့်နေပိုင်းချင်းမယ်ဆိုတော့ဒီဘက်ကဘရာဇီးပြီးတော့ဒီဘက်ကဂျပန်ဖြစ်သွားပြီပေါ့နော်ဒီဘက်ဘရာဇီးဒီဘက်ဂျပန်ဖြစ်သွားပြီโอเคကျွန်တော်ဒုတိယပိုင်းစပါပြီโอเคဟိုဘက်ကဂျပန်ဖြစ်သွားပြီဒီဘက်ဘရာဇီးဖြစ်သွားပြီပေါ့နော်โอเคသွားပြီကိုသွားပြီလဲမပြန်တယ်မယ်ကိုသွားပြီလဲမပြန်တယ်လိုက်မယ်โอเคတေးလိုက်ပါပြီโอเคဘရာဇီးကဆွဲလာပြီဘရာဇီးကဆွဲလာပြီကိုပါတယ်ခင်ဗျာလဲမပြန်တယ်လိုက်ပါမယ်โอเคတဲလိုက်ပြီဆွဲလိုက်ပြီခုနကျွန်တော်တို့ဟာဖြစ်နေတာပေါ့နော်โอเคဂျပန်ဘက်ကဆွဲလာပြီ
ဂျပန်9ရတော့မယ်ထင်တယ် ပိတ်တယ်ပိတ်တယ် ပိတ်တယ်ဘရာဇီးကစားလိုက်ပိတ်ပါလေခင်ဗျာဂျပန်ပဲဆွဲလာပြီဂျပန်โอเคမကိုမလို့နေဘူးခဏလေးကိုမလို့နေဘူးโอเคကိုပါခင်ဗျာကိုလုံးပါခင်ဗျာအော်လက်ပစ်ဘောကျွန်တော်တို့ကအလဲပဲတည်လိုက်မယ်ပေါ့နော်ငါးလေးတွေကတိတ်ဟိုကွာမတိတက်တော့အဲ့လေဘရာဇီးပဲဆွဲသွားပြီဘရာဇီးပဲဖြတ်တယ်ဂျပန်ပဲဖြတ်တယ်ဘရာဇီးဘက်ကဆွဲသွားပြီကိုပါခင်ဗျာကိုမအောက်တီးခင်ဗျာကိုပါခင်ဗျာโอเคကျွန်တော်အလဲနေပဲပြန်တည်လိုက်မှာပေါ့နော်โอเคဘယ်တည်းကရှူတော့မလဲဒီပိုင်းမှာဦးပြဘရာဇီးကဆွဲရပြီနော်โอเคဦးရပိုင်းမှာတော့အသားမတွေကပြီးရန်ပွဲရလေရန်စိတ်တော့ပင်ပန်းနေပေါ့နော်ဒီကွာဖလားမှာပေါ်တော့ပြီဆိုတော့ကျွန်တော်အလဲကနေပြန်တည်ပါမယ်အလဲကနေပြန်တည်လိုက်ပြီဘယ်ဘက်ကိုတွင်းမလဲဘောလုံးဒီမှာဘောလုံးဒီမှာနော်โอเคဆွဲရခင်ဗျပေါ်တော့ပြီဆိုတော့ကျွန်တော်အလဲကနေလာပါမယ် sorry အလဲကနေလာမယ်โอเคအလဲကနေလာပြီခုလောလောဆယ်ဆိုတော့ကျွန်တော်တို့ဘောလုံးပွဲချိန်စီရရဆိုတော့ကျွန်တော်မိနစ်25မိနစ်ဝန်းကျင်ရောက်လာပြီဖြစ်ပါတယ်လောလောဆယ်တော့တူလို့စီမှာတော့2မိနစ်ပေါ့နော်2မိနစ်ကိုဘောလုံးပွဲချိန်ရဆိုရင်25မိနစ်ဒုတိယပိုင်း25မိနစ်မှာဘယ်မှမကျေးဇူးများဘိုးလုံးဘောပါခင်ဗျဘိုးလုံးဘောโอเค2မိနစ်ကျော်နေပြီနော်ခုနဘိုးလုံးဘောပြတော့ကျွန်တော်မလာလို့โอเคလာပြီဂျပန်ဘက်ကဆွဲတယ်โอเคဘယ်ဘက်ကဆွဲတယ်โอเคအခုဆိုတော့ကျွန်တော်တို့ဒုတိယပိုင်းလေးပြီးဆုံးသွားပါပြီဒုတိယပိုင်းပြီးဆုံးသွားပြီဆိုတော့ကျွန်တော်တို့ဒီ15မိနစ်ချိန်ကိုကန်ရမယ်ပေါ့နော်15မိနစ်ချိန်ကိုကျွန်တော်10မိနစ်အနေနဲ့ကျွန်တော်နားလေးတွေကိုကန်ခိုင်းမှာဖြစ်ပါတယ်โอเคပွဲချိန်တွင်းမှာရလက်ပြက်တာမထွက်တဲ့အတွက်ကျွန်တော်တို့ချိန်ပိုစက္ကန့်မယ်ချိန်ပိုမှမထွက်ရင်တော့ကျွန်တော် penalty ကိုကျွန်တော်စမ်းလုံးရတော့မယ်ပေါ့နော်โอเคကျွန်တော်ချိန်ပို15မိနစ်စက္ကန့်ပါမယ်ကျွန်တော်9လေးဆိုတော့ကျွန်တော်10မိနစ်ပဲချိန်ပြီးမယ်ပေါ့နော်โอเคစပြီโอเคရောကန်တယ်ဗျာကန်တယ်ဟိုးဒီဘက်ကဂျပန်ဆိုတော့ဘရာဇီးကိုဂျပန်ကိုရပြီဘရာဇီးကနေပြီးတော့ကာကွယ်နိုင်ခြင်းမရှိတဲ့အတွက်ဂျပန်ကိုရပါပြီခင်ဗျာဘရာဇီးကတော့ဒုက္ခရောက်ပြီတကယ်ဒုက္ခရောက်ပြီပထမအချီကိုပဲကျွန်တော်ပြန်စမယ်โอเคစပြီဒီမှာ18စက္ကန့်စပြီဒီမှာโอเคဒီမှာစပြီဂျပန်ပဲထပ်ပြီးထားတယ်အော်ဂိုးလုံးဘောဖြစ်သွားပြီခင်ဗျာဆိုကျွန်တော်ဒီမှာအလဲကနေပဲပြန်စားလိုက်မယ်โอเคဘရာဇီးကနေပြီးတော့ပြန်လဲချီးပါနိုင်မလားโอเคဖိထားတယ်ဘရာဇီးကဖိပြီးဂျပန်ဖြတ်ထုတ်တယ်နောက်တန်းနေဖြတ်ထုတ်တယ်ခင်ဗျာဂျပန်နောက်တန်းနေဖြတ်ထုတ်တယ်ခင်ဗျာအိုးဂိုးလုံးဘောဖြစ်သွားပါပြီခင်ဗျာโอเคတော့စက္ကန့်အနည်းငယ်ပဲကြံပါတော့တယ်ကြံတော့တယ်ဗောနော်2စက္ကန့်လောက်ပဲကြံတော့တယ်โอเคစပြီ2စက္ကန့်လောက်ပဲကြံတော့တယ်โอเคပြီးတော့ပါပြီခင်ဗျာကျွန်တော်တို့အချိန်10မိနစ်ပြန်စပါမယ်โอเค1 2 3ချိန်ကိုပြန်စပါပြီအခုနကွင်းချိန်ပါမယ်ခုနဟိုဘက်ကဘရာဇီးဒီဘက်ကဂျပန်ဗောနော်โอเคဘရာဇီးကပြန်ဖိတယ်ဘရာဇီးကကိုးလွန်သွားတယ်ဒီကောင်လေးမြန်လုပ်ပြရမယ်ဟုတ်လားโอเคခဏလေးနော်ချိန်10မိနစ်โอเคပြန်စမယ်စပြီကန်လေးဘရာဇီးโอเคဂိုးလွန်သွားရင်ကျွန်တော်ပြန်စပေးမယ်ခဏလေးနော်ချိန်10မိနစ်ပဲရပါတယ်โอเคတွန်းမယ်โอเคဘရာဇီးပြန်ဆွဲတော့ပြီတယောက်ထဲပဲဘေးဂိုးဘရာဇီးကဂိုးရပြီခင်ဗျာ
ပြန်ကိုးရိုက်ဘောနော်ဘရာဇီးကပြန်ကိုးရိုက်ခင်ဗျာโอเคဒီပုံစံနိုင်ဆိုရင်တော့ကျွန်တော်တို့ penalty တီးတောင်ရောက်သွားနိုင်ပြီဖြစ်ပါတယ်အဲဆိုခဏရင်တော့ကျွန်တော်ခဏရင်နော်ကျွန်တော်အခုန52စက္ကန့်မှာရက်ထားတယ်ဆိုတော့โอเคရစပြီโอเคနောက်ဆုံးမှာတော့ဘယ်သူအသေးကွဲကျန်ရစ်ခဲ့မလဲခင်ဗျာโอเคမှာ1ပြစ်သေးခဏပြန်စမယ်နော်โอเคပြန်စမယ်နောက်ဆုံးခွင့်ရေးဘရာဇီးဆွဲသွားတယ်အချိန်ကတော့ကြော်နေပြီဒါပေမဲ့တိုက်စစ်စင်နေတဲ့အချိန်မို့မမှုတ်တော့ဘူးတောင်မန်းနေဆွဲသွားတယ်1-1နဲ့ပြီးဆုံးသွားပြီဖြစ်ပါတယ်โอเคခုဆိုရင်တော့ကျွန်တော်တို့ penalty ကန်ရတော့မဲ့ချိန်ဖြစ်ပါတယ် penalty မှာဘယ်လိုမျိုးဘယ်တင်းရမများနိုင်တော့မလဲဆိုတာကျွန်တော်တို့နဲ့တူစောင့်ကြည့်လိုက်အောင်ကျွန်တော် penalty ရောက်လာပြီဖြစ်ပါတယ် penalty ကိုတော့ကျွန်တော်တို့ Brazil တင်းရနေပြီးတော့ကျွန်တော်စကန်မှာဖြစ်ပါတယ် okay Brazil တင်းရနေပြီးတော့ Vinicius Junior စကန်တော့မယ်ကန်ပြီမကိုကျွန်တော်ဂျပန်တင်းရနေပြီးတော့ penalty ကန်မှာဖြစ်ပါတယ်ဂျပန်ကန်ပြီဂျပန်လည်းလွဲသွားပါတယ်ခင်ဗျာ Rafinha တွားပြီကန်ပြီမကိုကန်တော့မယ်ဂျပန်တင်းကန်ပြီကိုဂျပန်တင်း penalty တစ်လုံးစဝင်သွားပြီဖြစ်ပါတယ်ခင်ဗျာ Brazil တင်းကန်တော့မယ်ချော်သွားတယ်ခင်ဗျာဂျပန်ကန်ပြီမကိုးပါဘူးခင်ဗျာအလားပြနေတယ် Brazil ကကန်ပြီမကိုးပါဘူးခင်ဗျာလုံးဝင်တော့ဂျပန်ကနိုင်သွားပြီဖြစ်ပါတယ်ဂျပန်ကန်မယ် Brazil မှာအချက်တစ်ခုပဲရှိတော့တယ်ဒီလုံးဝင်တော့ဂျပန်ကိုးလေဂျပန်တင်းကနေပြီးတော့ Brazil ကို32တင်းချိန်32တင်းစင်မှာချန်လာခဲ့ပြီဖြစ်ပါတယ်အခုဆိုတော့ဂျပန်တင်းကနေပြီးတော့16တင်းစင်ကိုရောက်ရှိသွားပြီဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီ rank 5လေးနဲ့တူဒီ comment အောက်မှာဘယ်သူနိုင်မလဲဆိုတာကျွန်တော်တို့ခံမလိုက်အောင်တတား